Movie Talk 360ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေတော်တော်များများကြိုက်ကြတယ်မင်းသားမာရီယိုမာဝါနဲ့မင်းသမီးချော်လီပလော့တို့ပါဝင်တရုပ်ဆောင်ထားတဲ့ Low Season ဆိုတဲ့ဇာတ်ကားလေးကြောင့်ပြောပြပြီးသွားမှာပါဒီကားလေးကအချစ်ကားဆိုပေမဲ့တရေတွေလည်းပါတယ်ပြီးတော့ထိုင်းနိုင်ငံမြောက်ပိုင်းကလှပတဲ့တောင်တန်းကြီးတွေရဲ့ရှုခင်းတွေကိုလည်းတဝကြီးခန်းစားရမှာဖြစ်လို့နားဆင်နေရင်းနဲ့ခရီးထွက်ခြင်းစိတ်တွေတဖွာဖွာပေါ်လာစီမှာပါဇလန်းအစမှာတော့မင်းသမီးလင်းကိုတွေ့ရမှာပါလင်းကတာမန်မိန်းကလေးတယောက်မဟုတ်ပါဘူးသူမမှာငငယ်ကလေးကတရေမြင်ရတဲ့အစွမ်းရှိတယ်ဒီအစွမ်းကြောင့်ပဲသူမရဲ့အချစ်ရေးကအမြဲတမ်းကံမကောင်းခဲ့ဘူးနောက်ဆုံးမှာတော့သူမရဲ့နာမည်ကြီးအဆိုတော်ရီးစားဖြစ်သူကသူမကိုလမ်းခွဲလိုက်တဲ့အခါမှာလင်းတယောက်စိတ်တက်တီကြပြီးအဝေးတနေရာကိုထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမရွေးချယ်လိုက်တဲ့နေရာကတော့လူသူရှင်းတဲ့ Low Season အချိန်မှာထိုင်းမြောက်ပိုင်းကတောင်ပေါ်အပန်းဖြေစခန်းလေးတစ်ခုစီကိုပေါ့ကားပေါ်မှာတင်သူမဟာထူးထူးဆန်းဆန်းလူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့မင်းသားပူပါပဲပူကတော့တရေကားတွေအတွက်ဇညွန်းရေးတဲ့သူတစ်ယောက်ပေါ့သူကလေတရေကားကောင်းကောင်းရေးနိုင်ဖို့အတွက်တရေတကေရှိတဲ့နေရာတွေကိုလိုက်ရှာရင်းနဲ့ဒီခရီးကိုထွက်လာတာပါလင်းကတရေတွေကိုကြောက်ပြီးမြင်နေရတယ်ပူကတော့တရေတွေကိုမြင်ချင်းပြီးလုံးဝမမြင်ရဘူးဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်ဆုံမိကြတဲ့အခါမှာတော့ဇလန်လီကစိတ်ဝင်စားစရာစလာပါတော့တယ်သူတို့နှစ်ယောက်လုံးတောင်ပေါ်က home stay လေးတစ်ခုကိုရောက်သွားကြပါတယ်အဲ့ဒီမှာသူတို့လိုပဲအသေးကွဲပြီးလာပုံးနေကြတဲ့လူတွေအများကြီးပဲအဲ့ဒီ home stay ပိုင်ရှင်ကလည်းအရန်ကိုရည်ရတဲ့လူတစ်ယောက်ပေါ့အဲ့ဒီမှာသူတို့တညတာဖြတ်တန်းရင်းနဲ့တရေ၆ခံရတဲ့အခန်းကြီးကကြောက်ဖို့ကောင်းတယ်လို့အရန်လေးရည်ရပါတယ်လင်းကတရေမြင်နေရတော့ကြောက်လန့်တကြားဖြစ်နေပြီမဲ့ပုတ်ကတော့ဒါကိုဇလန်းအတွက်အချက်လက်ယူဖို့ပဲစိတ်အားထက်သန်နေခဲ့တယ်တနေ့မှာတော့ပုတ်ကလင်းမှာတရေမြင်ရတဲ့အစွမ်းရှိတာကိုသိသွားပါတယ်ဒါနဲ့သူကလင်းကိုအကူအညီတောင်းတယ်သူဇညွန်းရေးဖို့အတွက်တရေတွေကိုကူကြည့်ပေးပါဆိုပြီးတော့ပေါ့လင်းကပထမတော့ငင်းပေမဲ့နောက်ပိုင်းမှာတော့ပုတ်နဲ့အတူတော်ရဲတောင်နဲ့ရှောက်သွားရင်းနဲ့သူတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေစတင်ဖြစ်ပေါ်လာပါတယ်တောင်ပေါ်ကမြုံနီးနေကြမှာသူတို့နှစ်ယောက်စကားပြောကြတဲ့အခန်းလေးတွေကတကယ်ကို romantic ဆန်လာပါတယ်ဒါပေမဲ့ဇလန်းကဒီလောက်နဲ့မပြီးသေးပါဘူးအသေးကွဲနေတဲ့သူတွေစုနေတဲ့နေရာဆိုတော့တယောက်ချင်းစီရဲ့နားချင်းစရာအတိတ်တွေကပြန်ပေါ်လာတတ်တယ်လင်းရဲ့ရီးစားဟောင်းကသူမစီကိုပြန်လာဖို့ကြိုးစားတဲ့အခါမှာလင်းတယောက်ဝေခွဲမရဖြစ်လာပါတယ်အတိတ်ကအချစ်ဟောင်းကိုပြန်ရွေးမလားဒါမှမဟုတ်လက်ရှိမှာသူမကိုနားလည်ပြီးတဲ့ပုတ်ကိုပဲရွေးမလားဆိုတာစိတ်လှုပ်ရှားစရာကောင်းလာပါပြီနောက်ဆုံးမှာတော့လင်းဟာသူမရဲ့တရေမြင်ရတဲ့အစွမ်းကိုလက်ခံလိုက်တယ်လို့သူမကိုဒီအတိုင်းလေးပဲချစ်ပေးနိုင်တဲ့သူဟာဘသူလဲဆိုတာကိုလည်းသဘောပေါက်သွားပါတယ်တရေတွေကခြောက်လှန့်နေပေမဲ့လေလူတွေရဲ့စိတ်နှလုံးကပိုပြီးအရေးကြီးတယ်ဆိုတာကိုဒီစကားကပြသသွားတာပါတောင်ပေါ်ကလှပတဲ့ရှုခင်းတွေထဲမှာသူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခန်းကကြည်နေတဲ့သူတွေကိုအပြုံးတွေနဲ့ကြံရစ်စေမှာပါဇက်သိမ်းမှာတော့ပုတ်ရဲ့ဇက်ညွန်းကလည်းအောင်မြင်သွားတယ်လို့လင်းလဲသူမရဲ့အသေးကွဲယောဂါကနေတတ်တာသွားခဲ့ပါပြီအချစ်ဆိုတာတခါတလေမှာခါတီးတတ်ပေမဲ့မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာတော့ပြန်လဲလန်းဆန်းလာတတ်တယ်ဆိုတဲ့အတိတ်ပဲလေးနဲ့စကားကပြီးဆုံးသွားခဲ့ပါတယ်အသေးကွင်းနေတဲ့သူတွေအတွက်စေးတစ်ခွက်လိုစကားကောင်းလေးတကားပါပဲနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလို movie podcast တွေထပ်ကြည့်ချင်ရင် Movie Talk 360ကို subscribe လုပ်ထားဖို့မမိပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်